မင်္ဂလာပါသွားရမယ်လမ်းကိုမေ့နေသလားဆိုတော့မမေ့ပါဘူး ဘယ်မေ့မလဲ တနေ့ကုံပြန်9ရုံနဲ့အိုရန်တရက်နီးခဲ့ပြီတနေ့ကုံပြန်9ရုံနဲ့နာရန်တရက်နီးခဲ့ပြီတနေ့ကုံပြန်9ရုံနဲ့သေရန်တရက်နီးခဲ့ပြီအထုပ်ကလေးတွေကိုစီထမ်းမလို့ဘယ်လန်းငိုတဲ့မြန်းရမယ်ဒါတွေလည်းသိပါတယ်မမိုးတို့လင်မယားကချမ်းသာတဲ့မိသားစုကမဟုတ်ပါဘူးတနေ့လုံးမှတနေ့စားပါပင်မန်းစွာနဲ့အလုပ်လုပ်နေရပါတယ်နေ့တိုင်းပရိစိတ်ပြီးတရားထိုင်နေနိုင်တဲ့အင်းအားရှိတဲ့လူတွေမဟုတ်ပါဘူးတရားချင်းကိုတရားလုပ်ပါတယ်အလုပ်ချင်းကိုအလုပ်လုပ်ပါတယ်ကိုသွားမယ်လမ်းကိုလည်းကိုသိပါတယ်မသိလို့ဆော့နေတာမဟုတ်ပါဘူးတရားလည်းရှားပါတယ်အပြောလည်းရှားပါတယ်မမေ့ပါဘူးဒါပေမဲ့ဘယ်နေ့သေးမှလဲဘယ်နေ့သွားမှလဲဘယ်လမ်းသွားမှလဲမသိပါဘူး မသိပါဘူး မသိတဲ့အတွက်ရှိနေတဲ့အချိန်လေးကိုတရားလဲလုပ်ပါတယ်ပျော်ပျော်လဲနေပါတယ်နော်တပည့်တော်တို့ကိုးကွယ်တဲ့ဆရာတော်တွေဟာအဓိပတိဆရာတော်တွေကိုကိုးကွယ်ပါတယ်ဆရာတော်ရဲ့ဆုံးမဩဝါဒအောက်မှာမမိုးတို့လင်မယားနေပါတယ်ဒါဟာအပြစ်ဖြစ်တယ်ဒါဟာမကောင်းဒါဟာကောင်းတယ်ဆိုတာကိုလေခွဲခြားပြီးသိမြင်ပါတယ်အသက်တွေလည်းရနေပါပြီဒါပေမဲ့တစ်တော့ပေါ်လာတဲ့အချိန်မှာတစ်တော့ဆိုတဲ့ဟာလေးကိုဆော့ခြင်းနဲ့ဆန္ဒနဲ့ဆော့ပါတယ် ရိုင်းဆိုင်လည်းမဆော့ပါဘူး မမိုးတို့ကိုကြည့်ရွှေတို့ခုအချိန်ကြီးရိုင်းဆိုင်ဆိုင်မဆော့ပါဘူးဘသူမှလည်းရိုင်းဆိုင်ဆိုင်မပြောပါဘူးရေဘူးနဲ့ဖနက်မပါရင်ຫນွေအခါမှသိမယ်ဒါနနဲ့သီလမပိုင်လဲသေခါမှသိမယ်ဆိုတာလဲမမိုးတို့သိပါတယ်ဘုရားတရားကိုလည်းလုပ်ပါတယ်နော်သွားမယ်လမ်းကိုသိပါတယ်သတိမပေးလဲသိပါတယ်မိုးချုပ်တာနဲ့တနေ့ငါသေးရမယ်ဆိုတဲ့အတွေ့အညာတိုင်းဝင်ပါတယ်နေ့တိုင်းဝင်ပါတယ်စက္ကန့်မလဲဝင်ပါတယ်မသေးမဲ့လူတွေမဟုတ်ပါဘူးသေးမဲ့လူတွေဆိုတာအမြဲတမ်းကြိုတွက်ပြီးကြိုပြီးသိပြီးသားပါ